မယုံရင်မကြည့်နဲ့ခမားမှာကိုပိုင် website တစ်ခုရှိဖို့စက္ကန့်30ပဲလိုတယ်ဒါကိုသိသွားရင်တမားစီမှာပတ်စံအကုန်ခံပြီးအပ်နေစရာမလိုတော့ဘူး မလုပ်တတ်တဲ့သူတွေအတွက်လည်းဒီဗီဒီယိုမှာကျွန်တော်လုပ်ပြထားပါတယ်နောက်လည်းဒီလိုနိပညာအတူထွားလေးတွေကိုတင်ပေးတော့မှမဟုတ်တော့လုပ်ထားဖို့တက်တွန်းလိုက်ပြရစီခင်ဗျာပန်းဆိုရညာလမ်းမီမိန်အောင်မှာလမ်းမီမိန်အောင်မှာမိုးပြိုမဲ့ရိတ်တွေလက်ဖက်ရည်ခွက်ထဲကစကိုချိုဝရန်ကုန်ရဲ့ရနန်းလက်ရည်မူစာအုပ်စာမျက်နာတွေလန်းတိုင်အိုဟောင်းတွေရဲ့ကြားအသက်ရှူသံတဲ့ခေဟောင်းအိမ်မက်တွေအတိတ်မှာပိတ်မိအေယာဝတီရဲ့ line ချိန်ကိုကြော်ဖြတ်ဒီမြို့ပြအမွေရှင်မထားရွှေအောင်နေရတွေအမတ်တရားအငွေ့ပြန်နေတဲ့ရန်ကုန်ရဲ့ည